Hello ဒီနေ့မှာတော့ customer တွေအမေးများနေတဲ့ပန်းသီးရှာလက်ကားရေးကိုဘယ်လိုဖြော်ရမလဲဘယ်လိုမျိုးတောက်သုံးသင့်လဲဆိုတာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အရင်ဆုံးပန်းသီးရှာလက်ကားရေးကိုမပြောပြခင်မှာပန်းသီးရှာလက်ကားရေးကိုဘာကြောင့်မှီဝဲပေးသင့်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပန်းသီးရှာလက်ကားရေးကခန္ဓာကိုယ်ရဲ့အဆီပူတွေကိုလျှော့ချပေးနိုင်တယ်။အသားရည်ကိုလှပစေတယ်။ခန္ဓာကိုယ်ရဲ့အဆိပ်တောက်တွေကိုဖယ်ရှားပေးနိုင်တယ်။အစာချေပြတ်မှုအကောင်းပြီးတော့သွေးရင်းတကြားတက်ကိုထိန်းညှိပေးနိုင်တာကြောင့်စီးချိုသမားများလည်းမှီဝဲဖို့အထူးသင့်လျော်ပါတယ်။ကဲအခုပန်းသီးရှာလက်ကားရေးကိုစတင်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်နော်။အရင်ဆုံးပန်းသီးရှာလက်ကားရေးကိုပြောဖို့အတွက်ကိုပန်းသီးရှာလက်ကားရေးပလင်းလေးကို shake လေးလုပ်ပေးရပါမယ်။ shake ပြီးတော့ပြီဆိုလို့ရှိရင်တော့ထမင်းစားစွန်းပေါ့နော်ထမင်းစားစွန်းနဲ့တစွန်းထည့်ပါမယ်။ပြီးရင်တော့ရေက250 ml ထည့်ပါမယ်။ပြီးရင်တော့ခိုင်ကပန်းရောင်စားလေးအနည်းငယ်ထည့်ပါတယ်ရှင်။ပန်းသီးရှာလက်ကားရေးကိုအစာမစားခင်နိုင်ဝက်လိုမှတောက်သုံးပေးတဲ့နယ်ဆိုပေမဲ့အစာရောဂါရှိတဲ့သူတွေအနေနဲ့တော့အစာစားပြီးနိုင်ဝက်အကြာမှတောက်သုံးပေးတာပို့ပြီးတော့အသင့်တော်ပါတယ်ရှင်။တမအောင်လေးမှွေပြီးသွားပြီဆိုလို့ရှိရင်တော့ပန်းသီးရှာလက်ကားရေးတောက်တဲ့အခါမှာအဆစ်တက်ပါတဲ့အတွက်ကြောင့်မို့လို့သွားချေလာတွေပျက်စီးမှာဆိုလို့ပိုင်းနဲ့တောက်တာဖြစ်ပါစေအဲဒါမှမဟုတ်လို့ရှိရင်တကြိုက်တည်းမတောက်တာဖြစ်စေတောက်လို့ရပါတယ်နော်။ခိုင်ကတော့အခုတော့ပိုင်းနဲ့တောက်မှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ Brand အမှန်စိတ်ပန်းသီးရှာလက်ကားရေးနဲ့ဒေါက်တာဆော့မန်စိတ်ပန်းရောင်စားတို့ကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ညီစက်ရစူပါမားကတ်တိုင်းမှာဝယ်ရရှိနိုင်ပါတယ်ရှင်။